ုံဖုံးအနေနဲ့ရောလူမဟုတ်ပဲတခြားဘုံကပုံကူများကိုမြင်မှုပါသလားဥမာနတ်တို့ဝိညာဉ်တို့အရှင်ပြဖုံဖုံးအနေနဲ့တဘာဝလွန်ဖြစ်ရများရောကြုံမှုပါသလားဘာတွေများကြုံတွေ့မြင်ခဲ့မှုပါလဲရှင်ဗျာဝိညာဉ်ဆိုတာတစေတရေကိုပြောတာထမရဲ့တင်ပါဗျာဘုံငယ်ငယ်လေးတုန်းကဒါ6နှစ်အရွယ်လောက်တုန်းက6နှစ်9နှစ်အရွယ်လောက်တုန်းကတစေ6ခါရတယ်လို့ပြောမှာပေါ့နော်တင်ပါဗျာသေသွားတဲ့ဒီကမကြီးကဆွေမျိုးမကဲမှာဘူးအဲ့နာမှာသူ့အိမ်နားမှာသူသေသွားတာတလားလောက်ပဲရှိသေးတယ်တင်ပါဗျာသူ့အိမ်ဟိုနားမှာလည်းမကြီးပြင်းကြီးရှိတယ်တင်ပါဗျာညနေမိုးမချုပ်ခင်ဖုံဖုံအကိုတယောက်နဲ့အဲ့ဒီအိမ်နားရောက်သွားတော့အကိုကအဲ့ဒီအိမ်ပေါ်တက်သွားတော့ဖုံကအဲ့ဒီဒီကအဖွားကြီးသေထားတာကိုကြောက်ပြီးတော့အိမ်ပေါ်တော့မလိုက်ဘူးအောက်မှာပဲမကြီးပြင်းကြီးနားမှာရက်နေတယ်တင်ပါဗျာအဲ့ရက်နေတဲ့အချိန်လေးမှာနောက်ကခြေတန်းလိုကြားတော့လှည့်ကြည့်တော့မကြီးပင်ကိုဝလုံးကြီးနဲ့ဖြန်းကနေရိုက်တာအဲ့ဒါတော့ကိုမျက်စိနဲ့မြင်ရဘသူကဝလုံးနဲ့ရိုက်ဘသူမှလည်းလူမရှိပဲနဲ့ဝလုံးကြီးရကြီးပဲပြန်လာပြီးတော့ဖြန်းဆိုရိုက်ပြီးပျောက်သွားဝလုံးကြီးရပဲလေထဲမှာရိုက်ပြီးလေထဲမှာရိုက်ပြီးပျောက်သွားတာအဲ့ဒါတော့ကိုမျက်စိနဲ့မြင်လိုက်တယ်လူကမရှိဘူးသူကမရှိဘူးတင်ပါဗျာညနေဝင်ရိုးရီချိန်လေးမှာဖြန်းကနေအတန်လဲကြားတယ်ဝလုံးကြီးလည်းမြင်တယ်ခနေ့တောင်အဲ့ဒီဝလုံးကိုမှတ်မိနေတယ်တင်ပါဗျာအဝါရောင်ဒီထိတ်မှာနှစ်ဖားနဲ့အဲ့ဒီတင်းဝါလို့ခေါ်တဲ့ဝါမျိုးပဲတင်ပါဗျာအဲ့ဒါနဲ့ဖြန်းကနေမကြီးပင်ကြီးရိုက်လိုက်တာလန့်သွားတာပေါ့တင်ပါဗျာအဲ့ဒါတခုတွေ့ဘူးတယ်တင်ပါဗျာအဲ့တော့ကြောက်တာပေါ့လေတင်ပါဗျာသူကလေးဆိုကြောက်ပြီးတော့အဲ့အပင်ကြီးကိုမကြည့်ရတော့တင်ပါဗျာအဲ့ဒါတခုကြုံမှုတယ်တင်ပါဗျာကျန်တာကတော့ခရီးသွားရင်ခုမကြခင်ကခရီးသွားရင်ကြုံတာတခုကတော့ဆယ်မိုင်ကုန်းကိုဘုံပန်းပြုတ်လက်ပရဟိတကျောင်းသွားပြီးတော့တရားဟောတယ်ဆယ်မိုင်ကုန်းကဘယ်နားမှာရှိပါလဲပဲခူးဆယ်မိုင်ကုန်းပဲခူးဆယ်မိုင်တင်ပါပဲခူးဆယ်မိုင်ကုန်းဆိုတော့တင်ပါဗျာအဲ့ဒီမှာလှဲကူလွန်လေးပေါ့တင်ပါဗျာဟို90တောင်ဘက်ကသွားလို့ရှိရင်မိနစ်40လောက်မောင်းရတယ်တင်ပါဗျာအဲ့တော်ကြီးတဲ့ဖြတ်ပြီးတော့ကြောက်တန်းတာဝါကြောက်တန်းဆိုတဲ့ဘုရားရှိတယ်ကြောက်တန်းဘုရားရှိတယ်တင်ပါဗျာအဲ့နာအနီးမှာသွားတရားဟောတယ်ည9နာရီခွဲလောက်အဲ့ဒီကနေပြန်လာတော့10နာရီလောက်ပေါ့နော်တင်ပါဗျာအဲ့ဒီမှာကလေးမလေးတယောက်မျက်နှာတော့ကောင်းမမြင်အောင်ခါဝန်တိုးလေးနဲ့ဝတ်ပြီးတော့သူ့ကားနောက်ကနေပြီးတော့ဖုံးတို့ကားစီပြေးလာတာတင်ပါဗျာဟဲ့ဒီချိန်ကြီးဘယ်သူပါလဲလို့ရွာတွေကထွက်ပြေးလာသလားလို့စိတ်ကအဲ့လောက်ပဲဖြစ်တယ်တင်ပါဗျာနောက်တွေးကြည့်လိုက်တော့ရွာမရှိဘူးအဲ့ဒါတင်ကြိုင်းပဲရှိတယ်တင်ပါဗျာအဲ့ဒါတော့မျက်စိနဲ့မြင်ရတာတခါတင်ပါဗျာနော်အခုမကြခင်မြင်တဲ့အမြင်ဖေဖော်ဝါရီလတည်းကမြင်တာတင်ပါဗျာအဲ့ဒီမတိုင်ကလွန်ခဲ့တဲ့10နှစ်လောက်ကဒီနေပြည်တော်တော့မတည့်ရသေးဘူးတင်ပါဗျာနေပြည်တော်မတည့်ရခင်အနှစ်20လောက်ဖြစ်နေပြီတင်ပါဗျာလမ်းဟောင်းကပြင်မနာချက်ကြားဆိုသိလားတောင်ကြားကြီးလေကြားတော့ကြားပါဗျာပြင်မနာချက်ကြားဆိုရေစင်းတွေကတော့နဲ့နီးသလားမသိဘူးလမ်းဟောင်းပဲတင်ပါဗျာအဲ့ရဖုံဖုံတို့ကားတစ်စီးတည်းပဲရန်ကုန်ကိုဆင်းလာတာကားသမားနဲ့ဖုံဖုံနဲ့ညှောက်ထဲပဲတင်ပါဗျာပထမကုန်းတက်လေးကိုမီးထိုးပြီးတော့တက်လိုက်တဲ့အခါကုန်းထိပ်လေးမှာလမ်းဘေးမှာထိုင်တာကလေးမလေး2ယောက်တင်ပါဗျာနာရီကြည့်လိုက်တော့12နာရီကြီးပြီးတော့တော်ကြီးတင်ပါဗျာအဲ့ဒါလူလို့ပဲမြင်ခဲ့တာပဲနော်ဟိုကြောက်တဲ့စိတ်တွေပဲအဲ့ဒါမဖြစ်ပါဘူး तू ကကြတော့ဘလို့အဲ့ကလေးမလေး2ယောက်ကြတော့ဘလို့ဝက်စားမျိုးဝက်ထားလဲဗျာရိုးပဲတာမန်လူမဝက်စားလားဗျာဓမ္မဝက်စားပဲတင်ပါဗျာအဲ့သူတို့ကထိုင်းနေဥပမာပါနဲ့တူတော့ဆိုရင်သူ့အမေဖေကအမေလုံးတဲ့ပုဂ္ဂိုလ်ကအဲ့ထဲမှာဟင်းရွက်ခူးလို့သူတို့ထိုင်ဆောင်နေတဲ့ပုံစံမျိုးလေးပဲတင်ပါဗျာအဲ့ဒါမျက်စိနဲ့မြင်ရတာကိုပြောပြတာတင်ပါဗျာနော်တင်ပါဗျာနောက်မှတွေးကြည့်တာဒီအချိန်ကြီးကဒါလူတော့မဖြစ်နိုင်ဘူးပေါ့နော်ကိုယ့်ကိုတွေးကြည့်တာတင်ပါဗျာနောက်တစ်ခါနှစ်ချက်ထိုးလောက်ကြတော့ကားရှေ့ဆက်သွားတဲ့အခါမှာအဲ့လမ်းမှာပဲပေါ့ဗျာအဲ့လမ်းပဲပြင်မနာချက်ကြဟိုဘက်အမျိုးသမီးတယောက်ခပ်ပိတ်မင်းအသက်20လောက်ပဲရှိသေးတယ်ကလေးမလေးတနခါးတွေဖုံးနေအောင်လိမ့်ထားတင်ပါဗျာလိမ့်ပြီးတော့ဖုံးတို့ကားမီထိုးတဲ့အောက်မှာသူကားမီထိုးသွားတာဆိုသူကလမ်းမေးသူကလည်းသူ့လမ်းသူရှောင်းအဲ့ဒါမြင်ခဲ့တယ်မြင်လိုက်တော့အချိန်နိုင်ကြည့်လိုက်တော့နှစ်ချက်ထိုးပဲရှိသေးတယ်တင်ပါဗျာဖုံးစိတ်ထဲမှာဘလို့ထင်တော့ဆိုဟာတို့ရွာနာရောက်ပြီထင်တယ်ရွာလူတွေအစိုးရထားကြတာနှစ်ချက်ထိုးပဲရှိသေးတယ်ဘယ်သွားတာမှလိမ့်လို့အောင်မယ်တင်ပါဗျာကားနိုင်ဝဲမောင်းနေထအောင်ဘာမှမတွေ့ရဘူးတော်ကြီးပဲရှိတယ်တင်ပါဗျာနောက်မှပြန်စဉ်းစားကြည့်တယ်တင်ပါဗျာအဲ့ဒါမျိုးလေးတော့တွေ့ဘူးတယ်တင်ပါဗျာနောက်တစ်ခါဟိုတယ်မှာနေပြီးတော့ဟိုတယ်မှာတဲရင်ကနေပြီးတော့တင်ပါဗျာညတရေနိုးတော့မျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါမှာအခန်းထဲမှာလူသွားတာကိုတွေ့လိုက်တကယ်တော့ဘယ်သူမှတော့မရှိဘူးအဲ့ချိန်လူရိပ်ပေါ့သွားတာမြင်ရတယ်ခေါင်းကိုမြင်နေရထင်းထင်းရှားရှားမြင်ရထင်းထင်းရှားရှားမြင်နေရ
အမောင်တွေကမြင်ရတယ်အလင်းကလည်းရှိနေတာကိုဘေးကမီးတွေထွန်းထားတာဆိုတော့ဟိုလိုအလင်းကြီးတော့မဟုတ်ဘူးအမောင်ထဲမှာမြင်နိုင်တဲ့အလင်းလေးပေါ့နော်အဲ့ဒါတခါမြင်ရတယ်ဒီပြင်တော့မတွေ့ဘူးဘုန်း